ဒီနေ့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားကြီးကျွန်တော်ရဲ့ဘော်ရာကြီးမိတ်ဆွေကျွန်တော်အကူကြီးတေးဆိုတေးတန်ရှင်ကိုမင်းနောင်ဆိုးကကျွန်တော်စီကိုနောက်ထပ်အတီးတစ်ပုတ်အပ်ပါတယ်ကိုမင်းနောင်ဆိုးကြီးကကျွန်တော်ကိုတစ်လောက်နှစ်ပုတ်သုံးပုတ်အားပေးပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ကိုမင်းနောင်ဆိုးကြီးရဲ့ပါတယ်နှလုံးသားပါတယ်တချင်လည်းမေ့သွားကျွန်တော်အတူကောင်းမှတ်ထားရနာထားလိုက်ပြီအဲ့ချင်းလေးရဲ့အတီးလေးကိုနားဆင်အားပေးပါဦးကျွန်တော်စီကိုအတီးတွေအဲ့လိုရပါတယ်ကျွန်တော်ဂီတမှုသားဝင်နိုင်မှာအဲ့တော့အတီးတွေကိုမြန်ဆန်တိကျမှန်ကန်အောင်ဈေးနှုန်းလည်းမှန်ကန်အောင်အထူးဆောင်ရွက်ပေးပါတယ်အချစ်စွာပါဂီတချစ်တဲ့ဝါသနာရှင်ပညာရှင်အပေါင်းအားလုံးကြမ်းမှချမ်းသာကြပါသည်ဘေးအန္တရာယ်ကင်းရှင်းကြပါသည်